အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့တွေက digital business လို့ပြောလိုက်တဲ့အခါကျရင်ကျမတို့က online ကနေပြီးတော့လိမ်ညာတွေလားဒါမှမဟုတ်လို့ရှိရင် scam တွေလားဒါမှမဟုတ်ရင် MLM လိုမျိုးလုပ်ငန်းတွေလားဆိုပြီးတော့တော်တော်များများတွေ့တတ်ကြပါတယ်။အဲမှာလေကျမတို့တွေက online ကနေပြီးတော့လုပ်ကိုင်တဲ့စီးပွားရေးတိုင်းကိုယုံကြည်လို့တော့မရပါဘူးเนาะ။ဒါကြောင့်မလို့အခုလက်ရှိလုပ်နေတဲ့ digital business ကဆိုလို့ရှိရင်တော့တရားဝင် 100% legitimate တရားဝင်စီးပွားရေးဖြစ်ပါတယ်လို့ပြောချင်ပါတယ်။ကျမအချက်သုံးချက်နဲ့ဒီနေ့သားမိတ်ဆွေကိုညှောက်ရေးသားမှာဖြစ်ပါတယ်။နံပါတ်1ချက်ဆိုလို့ရှိရင်ကျမတို့တွေက transparency ရှိနဲ့ကျမတို့ရဲ့ personal branding ကိုတည်ဆောက်ပြီးတော့လုပ်ငန်းရှင်တွေကသူတို့ရဲ့ daily lifestyle တွေကျမတို့ရဲ့ဒီ personal branding တွေပေါ့နော်မိသားစု style တွေဒါတွေအကုန်လုံးကိုချပြကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ transparency ရှိနဲ့လုပ်ကိုင်ကြတာဖြစ်တဲ့အတွက်ကြောင့်အတူရမဟုတ်ဘူးဆိုတဲ့ဟာကိုသက်သေပြနေတာဖြစ်ပါတယ်။နံပါတ်2ချက်ဆိုရင်ကျမတို့တွေကခိုင်မာတဲ့ကုမ္ပဏီနဲ့လက်တွဲပြီးလုပ်ကိုင်တာဖြစ်တယ်။ပုံနေတဲ့နိုင်ငံမှာအခွန်ဆောင်ပြီးလုပ်ကိုင်ရတဲ့စီးပွားရေးဖြစ်ပါတယ်။ဒါနံပါတ်3ချက်တော့ကျမတို့မှာစနစ်တကျတည်ဆောက်ထားတဲ့ step by step video တွေ training ဆက်လာတယ်ဒီ training တွေနဲ့အတူတူအောင်မြင်တဲ့စီးပွားရေးဆိုင်ရှင်များစွာကိုလည်းပေါ်ထွက်နိုင်အောင်လို့ပေါ့နော်လုပ်ပေးနေရဖြစ်ပါတယ်ဒီလိုမျိုးခိုင်မာတဲ့ online စီးပွားရေးတစ်ခုကိုကျမနဲ့တူလက်တွဲပြီးတော့လေ့လာလုပ်ကိုင်နေတဲ့ပြည်သူတွေလည်းတွေ့ရှိပါတယ်ပထမဆုံးသိလေ့လာမယ်ဆိုလို့ရှိရင်တော့ကျမ website ဖြစ်တဲ့ www.protein.com မှာပထမဆုံးမိနစ်90လီတာကိုကြည့်ရမှာဖြစ်ပါတယ်ဒီနေ့ကျမတို့တိုင်းဆက်သွယ်ပေးပါကျမကမိတ်ဆွေလုပ်ငန်းကိုစနစ်တကျလေ့လာနိုင်အောင်လုပ်ပြီးနေနေတဲ့ mentor တယောက်ဖြစ်ပါတယ်လို့ပြောချင်ပါတယ်